လက်ခုပ်တန်နေတဲ့ထိုက်တန်နဲ့ပက်ကန်ရှင်ခရစ်စတယ်ပဲလေးကတော့ဒီယာဒီပြန်ပွဲစုံမှာရာနှုန်းပြည့်နိုင်ပွဲရထားတဲ့လီဗာပူးရဲ့မှတ်တမ်းကောင်းကိုချိုးဖျက်လိုက်ပါပြီဒီယာဒီမှာနောက်ကျဂိုးတွေနဲ့အနိုင်ယူနေတဲ့ဂျိုးဂျာနီတွေကိုနောက်ဆုံးမိနစ်ကိုနဲ့အနိုင်ရခဲ့တာကြောင့်ခရစ်စတယ်ပဲလေးရဲ့အနိုင်ကပိုချိုးမြင်ခဲ့ပါတယ်အခုဆိုခရစ်စတယ်ပဲလေးဟာဒီယာဒီမှာသာမကပြန်ပွဲစုံနောက်ဆုံး18ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်ခဲ့ပါပြီAfrica Final မှာ Man City ကိုအနိုင်ယူ Community Shield ဘောလုံးပွဲမှာလီဗာပူးကိုအနိုင်ယူပိုဆက်ထားတဲ့ Crystal Palace ရဲ့ဆွမ်းဆောင်ရည်တွေအတွက်အဓိကအချီးကျူးရမှာကအသင်းရဲ့မန်နေဂျာ Oliver Glasner ပါပဲ2024ဖေဖော်ဝါရီမှာ10ရက်ပတ်စီသူရောက်လာခဲ့ပြီးနောက် Crystal Palace ရဲ့ရလဒ်တွေတိတိကျကျတိုးတက်လာခဲ့ပြီးအသင်းရဲ့သမိုင်းမှာပထမဆုံးစူပလာပထမဆုံးဥရောပဝင်ခွင့်တွေပိုင်ဆိုင်နိုင်အောင်လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်Crystal Palace လိုအသင်းကိုအခုလိုအမြင့်ပြန်နိုင်အောင်ဆွမ်းဆောင်ပေးခဲ့တာကတကယ်ကိုလက်ဖြားခါလောက်စီရပါပဲGlasner အတွက် Crystal Palace အတွက်လက်ခုပ်တန်တွေအကျယ်ကြီးထပ်တီးပေးရမယ်ညတညပါပဲပရီးမီးယားလိချန်ပီယံလီဗာပူးကတော့ရလက်အရာရောခြေစမ်းပိုင်းအရာပါ Crystal Palace ကိုထက်တက်တန်နဲ့အရင်နှိမ့်ခဲ့ပြီးလိုအပ်ချက်များစွာနဲ့ရှုံးပွဲတစ်ပွဲကိုပိုင်ဆိုင်ခဲ့ပြန်ပါပြီအားလုံးပဲရှင်လဲချမ်းမြေသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်တို့ Sport Movie မှာစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ